အဲ့တော့အခုအနေနဲ့ skill assessment outcome ကျွန်တော်တို့ဒီအောင်သွားရဆိုတော့လေအခုဘယ် occupation နဲ့မြအခုအနေနဲ့ကျွန်တော်တို့ဒီ CSIS ပို့ခံခဲ့တာလေပေါ့နော်ပြီးကြတော့အခုဒီ skill assessment လုပ်ဖို့အတွက်ကို skill migration လုပ်ဖို့အတွက်ကိုပေါ့နော်အခုအနေနဲ့ဘယ်လိုစတင်သိရှိခဲ့ပြီးတော့ဆုံးဖြတ်ခဲ့တာလဲပေါ့နော်ဟုတ်အဲ့ဒါလေးတစ်ချက်ကျွန်တော်မျှဝေပေးပါအောင်ပေါ့ဟုတ်ကဲ့ပါကျွန်တော်ကတော့ဂျပန်မှာလက်ရှိဂျပန်မှာပေါ့နော်software engineer နဲ့လုပ်နေတာပေါ့ဒီစပြီးတော့ River ကိုစတည်တာကကြတော့အမျိုးသမီးပေါ့နော်အမျိုးသမီးက TikTok တွေသူကဆော့တာပေါ့ဆော့တော့ River မှာစပြီးတော့တည်ပေါ့နော်တည်တော့တစ်ချက်ပေါ့ဒီတစ်ချက်မေးကြည့်အောင်မယ် River နဲ့ဒီကတော့ဘယ်လိုပြောမလဲ River ဘယ်လိုပြောမလဲအကုန်လုံးဘာမှကျွန်တော်တို့ဘာမှမသိတဲ့လူပေါ့နော်စပြီးတော့အကုန်စပြီးတော့မိတ်ဆက်ပေးတယ်ဟုတ်ကဲ့အဓိကတော့စိတ်ရှည်တာပေါ့နော်အဲ့ဒီအတွက်ကြောင့်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ကဲ့အခုလိုမျိုးစပြီးတော့ကျွန်တော်တို့ Rivers ကိုဒီ TikTok ကစာတိရှိရနေပေါ့နော်ကျွန်တော်ယုံကြည်ကြည်လက်တွဲပေးခဲ့တဲ့အတွက်ကိုကျွန်တော်တို့ team ကိုစားပေါ့နော်ကျွန်တော်ကျေးဇူးတင်စကားပြောပြစီအဲ့တော့ကိုဒီ scale ကျွန်တော်ဟိုဘက်ကို Australia ဘက်ကိုပေါ့နော် scale migration ကိုအခုအနေနဲ့ကျွန်တော်တို့ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲပေါ့နော်ကျွန်တော်ကဒီ visa မျိုးသားတွေလည်းမသိဘူးပေါ့နော်ဘာမှလည်းမသိဘူးဒါပေမဲ့ရှင်းနေတဲ့စကားပြောကြည့်လိုက်တာပေါ့တစ်ခါရဲတွက်ပြီးတယ်တွက်ပြီးလိုက်တော့ကျွန်တော်ကလည်းဒါဆိုလို့ရှိရင်တော့ဒီဟာနဲ့ပဲဒီ ACS နဲ့ပဲဒီ ACS migration ကိုပဲသွားမယ်ပေါ့နော်ဒီ visa ဒီမျိုးသားတွေကရှင်းနေအကြံပေးတဲ့ရှင်းနေနောက်ဆုံးလည်းကြာအနှစ်ချုပ်တော့ဒီမှာ visa မျိုးသား၃ခုရှိတယ်ဒီပေါ့နော် visa code တွေ491တို့181တို့အဲ့ဒါကြီးချပေးလိုက်တယ်ပေါ့နော်သုံးစာမင်းနဲ့အဆင်ပြေဆုံး၃ခုရှိတယ်ဒါပေမဲ့ဒီကတော့ဟိုဘက်ကဒီဘယ်လိုပြောမလဲwork sponsor လုပ်မယ်ဒီကတော့ကိုဒီ point နဲ့သွားမယ်အဲ့လိုမျိုးတွေသူသေချာရှင်းပြရပေါ့နော်ရှင်းပြလိုက်တော့အဲ့ဒီတော့ကျွန်တော်နဲ့အကိုက်ညီဆုံးဟာဘာဖြစ်မလဲဆိုတော့ကျွန်တော်လည်းရှင်းနေနဲ့တိုင်မင်းပြီးတော့မှဒီညီလေးတို့ဒီ river နဲ့တိုင်မင်းပြီးတော့ပေါ့နော် skill assessment ရှောက်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီကိုလှုပ်လာခဲ့တဲ့အတွေ့အကြုံရအခုစားလုပ်ဖြစ်မယ်ဆိုရင်ဘာတွေအခုအနေနဲ့အဓိကထားပြီးတော့မှားခြင်းလဲပေါ့နော်ကျွန်တော်လည်းရှင်းနေပြောပြမှာသိရပါထောက်ကူဖြစ်တယ်ဆိုတော့အထွေအကြုံကြတော့ဒီတိုင်းပေါ့နော်ကိုကဘယ်အတွေ့အကြုံရှိရဲဆိုပြီးတော့တင်လို့ရသူတို့ proof letter တွေလိုတယ်ပေါ့နော် proof letter တွေကိုကျွန်တော်တင်ရတယ်နောက်ဒီ bank ဒီပေါ့နော်ဒီ transaction တွေတင်ရတယ်အဲ့လိုမျိုးပေါ့နော်ဒါလည်းအကုန်လုံးဒီရှင်းနေအကုန်ရှင်းပြပြီးသားပေါ့နော်ဘာတွေလိုတယ်စာရွက်စာတမ်းတွေဘယ်လိုတွေလိုတယ်အဲ့တော့ကျွန်တော်ကပထမပိုင်းကကျွန်တော်ကစဉ်းစားလိုက်တာဘယ်လိုဖြစ်လဲဆိုတော့ဟုတ်ကဲ့ပေါ့ကျွန်တော်လုပ်ခဲ့တဲ့ကုမ္ပဏီတွေကလည်းများတယ်မြန်မာမှာလည်းရှိရပေါ့နော်ဂျပန်မှာလည်းရှိရဒါပေမဲ့ကုမ္ပဏီရဲ့စာရွက်စာတမ်းအရင်လုပ်ခဲ့တဲ့ကုမ္ပဏီစာရွက်စာတမ်းယူရတယ်ဆိုတာလေကိုကတော်တော်လေးကိုအဆင်မပြေတဲ့အခြေအနေတွေပေါ့နော်ဟုတ်ကဲ့အဆင်မပြေတဲ့အခြေအနေတွေကိုမှအခုဂျပန်ဆိုရင်တော့ပိုးဆိုတာပေါ့နော်သူတို့ပြန်ပြီးတော့ပထမကုမ္ပဏီနဲ့ပြန်ဆက်သွယ်ရတာတို့သူတို့ personal ရသူတို့တွေဘယ်လိုပြောမလဲဂျပန်တွေရဲ့သူတို့ကလုံးpersonal ကူညီတာလည်းနည်းနည်းရှားတော့လေအဲ့လိုမျိုးဆိုတော်တော်လေးကိုခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ documentation တွေပြန်ပြီးတော့တင်ရတာတွေတို့လုပ်ရတာတွေတို့အဲ့တော့ကျွန်တော်ဒီ river ကိုပြောကြည့်တယ်ပေါ့နော်ပြောကြည့်တော့ရှိနေရလဲဘယ်လိုပြောလဲဒီပထမကုမ္ပဏီတွေကိုမေးပြီးပို့ပေးတယ်သူဟုတ်ဆက်တယ်သူလက်တက်နိုင်နေများလုပ်ပေးပါတယ်ဟုတ်ကဲ့ဟုတ်ဒါကတော့ဒီအခက်အခဲတွေပေါ့နော်အခုဒီ skill assessment လုပ်နေနေပေါ့ဟုတ်ကဲ့ဒီကြောင့်ကိုပါတွေအခုနည်းနည်းမှရပေါ့ဒီအလုံးနဲ့ employment နဲ့ပတ်သက်ပြီးတော့ evidence ကိုကျွန်တော်တို့ဒီ statement တွေရေးတယ်ကျွန်တော်ဆက်သွယ်တဲ့အခါမှာအဲဒီအခက်အခဲခြင်းနဲ့ဘာအခက်အခဲတွေကိုအခုနေအမှတ်တရပေါ့နော်ဒါအခုလုံးနေတဲ့လူတွေလည်းရှိတော့ပြီးတော့လုံးချင်တဲ့လူတွေရှိရပေါ့သူတို့လည်းပြင်ဆင်လို့ရအောင်ပေါ့နော်ဒီတစ်ဖက်တစ်လမ်းအပြင်ကိုတစ်ချက်အဲ့ဒါလေးလည်းမျှဝေပေးပါအောင်ကိုဟုတ်ဘာအခက်အခဲတွေမှတ်တရတော့နှစ်ခုရှိတယ်ဟုတ်ကဲ့ခုကဘာလဲဆိုတော့ transcript ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကကြောက်ပြီးတာတော်တော်ကြာပြီဆိုတော့အဲ့ဒီ transcript ကကျွန်တော်သိမ်းထားတာတော်တော်ကြာလာပြီဗျဟုတ်ကဲ့ကြာလာတော့ကျွန်တော်ကဒီ river ကိုတင်လိုက်တယ်ပေါ့နော်တင်လိုက်တော့ဖြစ်ချင်တော့နှစ်ကကြာပြီဟိုကြောင်းပြီးတာလည်း10နှစ်ကျော်တော်တော်ကြာပြီပဲမကောင်း10နှစ်ကျော်ပြီပေါ့နော်10စုနှစ်လောက်ဖြစ်နေပြီဆိုတော့ဟုတ်ကဲ့စုနှစ်လောက်ဖြစ်နေပြီဆိုတော့ဒီကြောင်းတစ်စိမ်တုံးကဘယ်လိုဖြစ်နေလဲမှောင်နေတာဟုတ်ကဲ့မှောင်ပြီးတော့ကိုကလည်းပေါ့နော်ဒါကတစ်စိမ်တုံးပါတာပဲဆိုပြီးတော့တင်လိုက်တာပေါ့တင်လိုက်တော့ river ပြန်စစ်ပေးရပေါ့နော်စစ်ပေးတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ဒီတစ်စိမ်တုံးနဲ့တော့ကိုအဆင်မပြေဘူးဒီဟာနဲ့ဆိုလို့ရှိရင်ဒီဟာနဲ့ဆိုအဆင်မပြေဘူးဆိုပြီးတော့တို့ကဖြစ်ရောဒီတစ်စိမ်တုံးကြီးကမဟုတ်ဘူးဆိုတော့ကျွန်တော်ကလည်းဒါငါကြောင်းတဲ့တုံးကတစ်စိမ်တုံးဟုတ်ကဲ့ကျောင်း
ပြန်ဒီနိုင်ငံခြားမှာအလုပ်လုပ်နေတော့ပြန်ပြီးတော့ယူဖို့ဆိုတာဘလို့မှအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ River လည်းဘယ်လိုပြောမလဲသူတို့ကလည်းသိချာတင်ကျင်တာပေါ့နော်ဗီဇာကိုလုံးဝချွင်းချက်မရှိလုံးဝရှော့ရှော့ချူချူဖြစ်အောင်လုပ်ပေးခြင်းတယ်ကျွန်တော်ကလည်းအဲ့ဒီတစ်စိမ့်တော့ဒီအကြောင်းကိုပြန်ပြီးတော့အမှတ်စင်းထုတ်ဖို့ transcript ထုတ်ဖို့ဆိုတာကျွန်တော်မှလည်းတော်တော်အခက်အခဲဖြစ်တယ်အဲ့လိုမျိုးတွေရှိရပေါ့နော်ရှိတော့အဲ့ဒါကို River တော့သိချာပြောပြပါတယ်သူဒီတစ်စိမ့်တုံးကအရေးကြီးတယ်ပေါ့နော်ဒီဟာကိုတင်လို့ရှိရင်တော့အဆင်ပြေမှာမဟုတ်ဘူးဆိုပြီးတော့ပြောတဲ့အတွက်ကြောင့်ကျွန်တော်ကလည်းဒီဟာကိုမရမကပြန်တော့ယူရတာပေါ့ဒါပေမဲ့လည်းအဆင်ပြေပါတယ်သူတို့ပြောတဲ့အတိုင်းလို့တော့တခါတည်းနဲ့ကိုတော်တော်ရှော့ရှော့ရှူရှူဖြစ်တယ်ပေါ့နော်အမြန်ဆုံးလို့တော့ပြောလို့ရတယ်ဟိုဟာဖြစ်တယ်ဆိုတာဟို assessment ကြာတာလေနောက်တစ်ခုကကျတော့နောက်မမရနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ MRI statement ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကပထမကုမ္ပဏီနဲ့ကျွန်တော်နဲ့ကဟိုလမ်းခွဲတာတော်တော်ကြာပြီဆိုတော့ပထမကုမ္ပဏီကိုပြန်တောင်းဖို့ဆိုတာတော်တော်ကြီးကိုခက်ခဲတာပေါ့နော်သူကလည်းဘယ်လိုပြောရမလဲပထမကုမ္ပဏီကလည်းကုမ္ပဏီကြီးမဟုတ်ဘူးပေါ့နော်ကုမ္ပဏီကြီးကလည်းမဟုတ်တယ်လို့ဟိုကျွန်တော်တို့ကဒီဂျပန်မှာဆိုရင်တော့ Hakan ပေါ့နော် Hakan ဆိုတာဒီငါဝန်ထမ်းလွှတ်တဲ့ကုမ္ပဏီပုံစံမျိုးဖြစ်နေတော့အဲ့ကုမ္ပဏီကိုပြန်လိုက်ရတာတော်တော်ကြီးကိုအရန်ခက်ခဲတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကရှင်းနေကိုပြောရကျွန်တော်အဲ့ဒီကုမ္ပဏီဟာတော့မတင်တော့ဘူးဟုတ်ကဲ့တော့ဒီဘက်ကုမ္ပဏီဟာပဲတင်တော့မယ်ရှင်းနေကိုပြောလိုက်တယ်ပြောလိုက်တော့ရှင်းနေတာ तू ကနှမျောတာပေါ့နော်ဟာမင်းဟုတ်ကဲ့မင်းလောက်တဲ့ကြီးကအများကြီး9နှစ်စာလောက်ရမှာမင်း3နှစ်စာပဲဖြစ်သွားလိမ့်မယ်မင်း3နှစ်စာပဲဖြစ်သွားလိမ့်မယ်မရဘူးရအောင်ယူမင်း9နှစ်စာကြီးဆိုလို့ရှိရင်ဒီပေါ့နော် assessment တင်တဲ့အချိန်မှာအရန်ကိုဟိုဟာဖြစ်တယ်ပေါ့နော် efficient ဖြစ်တယ်ပေါ့နော်အရန်ကိုဟိုဟာဖြစ်တယ်ဒီအကျုံးဝင်တယ်ပေါ့ migration တွေပါကြီးသွားမယ်ဆိုလဲဒီ point တွေပေါင်းတာအရန်အဆင်ပြေတယ်အဲ့တော့မင်းမရဘူးအဲ့ဟာကိုမရရအောင်ယူ तू ကလည်းအတင်းယူခိုင်းတယ်ကျွန်တော်ကတော့လက်လျှော့ခြင်းနေပြီပေါ့လက်လျှော့ခြင်းနေတော့တော်တော်လေးယူရတာခက်ခဲတယ်သူကလည်းအဲ့လိုမေးတွေပါကြီးပို့ပေးတယ်ပေါ့နော်ပို့ပြီးတော့နောက်ကြတော့ဒီပထမကုမ္ပဏီကဒီဟိုပေါ့နော်သက်ဆိုင်ရတဲ့လူကြီးတွေနဲ့ဆက်သွယ်ရတော့ကျွန်တော်ပြန်တောင်းတော့အဆင်ပြေသွားပါတယ်ဒါပေမဲ့တင်လိုက်တော့လည်းအဆင်ပြေပါတယ်အဆင်ပြေတယ်ဆိုတာတော်တော်အဆင်ပြေတယ်ကျွန်တော်မရတင်တာဆိုရင်ဟိုဟာလောက်တစ်လတောင်မကြာဘူးဟိုဟာလောက်ပဲကြာမှာရက်20 21ရက်လောက်ပဲကြာမယ် scale assessment တင်ဟုတ်ကဲ့တန်းကိုရှော့ရှော့ရှူရှူကြာတယ်ဘာမှဘယ်လိုပြောမလဲဘာမှအထင်ကောမရှိဘူးပေါ့နော်တန်းကြာတယ်ပေါ့အဲ့တော့အခုဒီ scale assessment အောင်ပြီးတော့အခုကျွန်တော်တို့ဟိုထပ်ပြီးတော့ပေါ့နော် migration သွားမယ်ဆိုကိုလက်ရှိအနေနဲ့ second step အနေနဲ့ပေါ့နော် migration visa ရှောက်နေတာမျိုးရှိလားကို migration ရှောက်ဖို့ရှိတယ်ခင်ဗျာ River နဲ့ပဲလက်တွဲပြီးတော့ပေါ့နော်အခု River ပြောတဲ့ဒီ instruction တွေအတိုင်းရှိနေနဲ့နောက်ထပ်ဘာပြောကြည့်ဖို့စီစဉ်လည်းရှိသေးရပေါ့နော်သူနဲ့ပြောပြီးရင်တော့ detail ပေါ့နော်အဲ့လိုမျိုးသိရမှာအခုလောလောဆယ်ကတော့ဒီ River ညီမလေးရဲ့ instruction အတိုင်းကိုပဲလိုအပ်တာလေးပြင်းနေတော့တခြားအင်္ဂလိပ်စာ skill တွေပါနောက်တစ်ခုဟိုဟာပေါ့နော်ပြန်ပြီးတော့ခုနဟာဒီမှာစာရွက်စာတမ်းတင်အကုန်လုံးကဒီမှာဂျပန်လိုကြီးကြည့်ပဲလေဟုတ်ကဲ့ဂျပန်လိုကြီးရယ်ဆိုတော့ကျွန်တော်ကနည်းနည်းဟိုဟာဖြစ်ရတာပေါ့နော်ဒီ notary ပြန်တာနည်းနည်းတော့လှုပ်ရှုပ်တယ်ပေါ့နော်အဲ့တော့ဒီ scale assessment organ လို့ပဲပေါ့နော်အခုဆက်ရှောက်မဲ့ scale migration ပေါ့ PR လမ်းကြောင်း visa လမ်းကြောင်းတွေလေအခုတို့အဆင်ပြေပေါ့အောင်မြင်ပါစေလို့ကျွန်တော်တို့ River Team ကိုစားပေါ့နော်ကျွန်တော်အနေနဲ့အခုဒီစုမကောင်းတောင်းဝေးပါတယ်ဟုတ်ကဲ့ပေးရစုနဲ့ပြပါလိမ့်ခင်ဗျာကျေးဇူးတင်ပါတယ်လို့ပြောပါအောင်လေနော်